ငယ်ချင်းဟာငါ့ကိုအမြင်ကတ်တဲ့လူတွေမှလည်းအမြင်ကတ်ချင်တဲ့အကြောင်းတရားတွေရှိမှပဲလေကွာငါ့ကိုမုန်းတဲ့လူတွေမှလည်းငါရဲ့အစိုးဘက်တွေကိုပဲကြည့်ခဲ့လို့နေမှာပေါ့ငါ့ကိုသဘောမကျတဲ့လူတွေမှလည်းသူတို့လက်မခံနိုင်တဲ့ငါရဲ့ဖြစ်တည်မှုတွေကြောင့်လေဟုတ်ချင်ဟုတ်မှာပေါ့ကွာမင်းရတယ်ငယ်ချင်းငါ့ကိုမချစ်နိုင်တဲ့လူတွေမှလည်းလေငါဖြစ်နေလို့ကိုမချစ်နိုင်တာလေဖြစ်ချင်ဖြစ်မှာပေါ့ကွာငါတည်ရှိနေခြင်းကလေလူတွေအတွက်အရေးမကြီးတယ်လို့အဘာကြီးကလည်းငါ့ကိုအကြောင်းပြုပြီးလဲပတ်နေတာမှမဟုတ်တာကွာလူတွေရဲ့ရှုထောင့်အမျိုးမျိုးနဲ့ငါရဲ့ဖြစ်တည်လို့အပိုင်းအစတွေကိုဘလို့ပဲသူတို့ထင်နေမြင်နေကြပါစေငါကတော့ဂရုစိုက်နေမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့လူတိုင်းကငါအတွက်အရေးမကြီးတာကွာငါခါပါတယ်ဒါပေမဲ့ဘယ်တကြားကိုမှတော့ငါမျက်နှာချိုမသွေးဘူး